channel ရနေကျေးဇူးလိုက်ပါတယ် April လမှာထွက်ရှိလာမယ် session skin ကတော့ MPP လမ်းကိုတောင်းကိုရောက်ရှိလာပါပြီကဲကျွန်တော်နဲ့သူ scale ဖက်လေးတွားကြည့်ရအောင်ဗျဆူရှင်ရဲ့လမ်းလျှောက်တာကတော့အခြားတာမက်စကင်နေနဲ့တန်းတူလောက်ပဲရှိပါတယ်အဲ့ဒါကတော့ပြောင်းလဲမနေဘူး scale 1 ပတ်စစ်လမ်းပြတဲ့အချိန်မှာအပြာရောင်ငှက်ကြီးကရွှေရောင်တန်းပြီးတော့ခရင်ရောင်အနောက်ကနေအခိုးငွေလိုက်သွားတဲ့ impact ကလေတော်တော်လေးကိုလာတယ်သူဈေးတန်း300ဝန်းကျင်မှာတန်တယ်လို့ကိုပြောလို့ရတယ်ဗျဒီဗီဒီယိုကြည့်လိုက်ပါငှက်ဖောင်ကြီးကလေတော်တော်ကြီးကိုလာတာ scale 2ဒီ scale 2ကဒီ diamond 300တောင်းရတဲ့ skin တွေထဲမှာ epic skin နီးနီးလာတဲ့ scale 2ဗျငှက်ကြီးပြန်ပြီးတော့လေရှိုးဝါရောင်ငှက်ကြီးပြင်ကိုတက်တက်ရောင်နေနဲ့မသိရင်ဒီငှက်ကြီးကတော်တော်လေးကို premium ဆန်နဲ့ scale 3 ultimate မှာကတော့နည်းနည်းလေးတော့ရိုးသွားတယ်ဗျအရန်ကြီးတော့မပြောင်းတော့ဘူးဘာလို့ဆိုရင်ဇိုရှင်က ultimate မှာတော်တော်လေးတော့ရော်ထားပေးတယ်ကဲတမ်းပါတယ် diamond 300ပေးပြီးဝယ်မဲ့ mate player အနေနဲ့ဒီ skin ကိုရွေးချယ်တင်ပါတယ်ကဲကျွန်တော်တို့ channel ဒီဖြစ်ပါတယ် season 12 DB ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော် channel လေးကို like and subscribe လေးတွေလုပ်သွားပြီးဖို့တောင်းဆိုလိုက်ပါတယ်